ဇိုးသွမ်းနေတဲ့ကောင်စိုးလေးတွေကိုအတိတ်ရောက်သွားသလိုဖန်တီးပြီးသင်ခန်းစာပေးခဲ့ကြတဲ့တထေးကြီးနဲ့အပေါင်းပါတစုဇလန်လေးရဲ့စမှာတော့ပြင်သစ်နိုင်ငံက 5 star hotel တစ်ခုကအဲဂျူစရေးမကလူဝစ်ကြောက်လာတာတွေ့ပြီးကြောက်ရွံ့နေခဲ့ပါတယ်လူဝစ်ကကုမ္ပဏီဥက္ကဋ္ဌရဲ့သားဖြစ်တဲ့အတွက်ဘာအကျိုးဆက်ကိုမှမတွေးပဲသူလှုပ်ချင်တာမှန်သမျှလုပ်နေကြပဲဖြစ်ပါတယ်လူဝစ်ကအလိုလိုက်ခံထားရတဲ့အတွက်တကူကောင်းဆန်ပြီးရိုင်းဆိုင်နေတဲ့ကောင်လေးဖြစ်ကသူ့ဖေရဲ့ပတ်စံတွေကိုအလဟတဖြုံးတီးနေတာပဲဖြစ်ပါတယ်သူ့ရဲ့တငယ်ချင်းတစ်ဖွဲ့ကြီးကိုခေါ်လာခဲ့ပြီးဟိုတယ်ခန်းထဲကိုကျသက်နဲ့တကောင်မှခေါ်လာခဲ့ပါတယ်သူတို့ကတညလုံးပါတီပွဲဆင်နွှဲနေခဲ့ကြပြီးဝူဝဝအော်ကပစ္စည်းတွေကိုရိုက်ခွဲနေကြတော့ကျန်တဲ့ဧည့်သည်တွေကစိတ်နှောက်ရှက်ဖြစ်ခဲ့ကြပါတယ်သူတငယ်ချင်းတယောက်ကကျသက်နဲ့ကိုကျွေးဖို့အတွက်သားပိုက်ကောင်တစ်ကောင်ကိုယူလာခဲ့ပြီးသားပိုက်ကောင်လေးကခြေကန်နဲ့ခုန်ချကဖပြေးခဲ့ပေမဲ့ကျသက်နဲ့ကသူ့နောက်ကိုလိုက်ဖမ်းပြီးတော့အကုန်လုံးရဲ့ရှေ့မှာတက်စားခဲ့ပါတယ်နောက်တစ်ရက်မှာတော့တဘာဝတရားကိုချစ်မြတ်နိုးသူတွေကဟိုတယ်ရှိမှဆူယုံပြီးတော့ဒရိဆန်ညမန်နေစင်